Slipknot ကိုလိုအပ်ပြီနဲ့ဒန်မော့စနီးယားစီးတီးကနေပြီးတော့စတင်တည်ထောင်ခဲ့ပြီးတော့1995မှာစတင်ခဲ့ပြီး match တက်ပြီးဖျော်ဖြေတဲ့ဖွဲ့လို့အားလုံးကလူသိများခဲ့ပါတယ်။ဖွဲ့စမ်း DJ သမား Joey Drum သမားနဲ့ Chorus Taylor Vocal သမားဆိုပြီးတော့၃ဦးကစတင်တည်ထောင်ခဲ့ပါတယ်။ match တက်ပြီးဖျော်ဖြေတဲ့အဖွဲ့ဆိုပြီးတော့အားလုံးကလူသိများပြီးတော့new metal alternative metal နဲ့ပြင်းထန်ပြီးစိတ်ခံစားချက်တွေနဲ့အယူမှုတီဆိုဖျော်ဖြေတဲ့အဖွဲ့ဆိုပြီးလဲလူသိများခဲ့ပါတယ်။ Album အားလုံးအပြင်9ခုထုတ်လုပ်ထား Duality ဆိုတဲ့သချင်းကအောင်မြင်ဆုံးဖြစ်ပြီးတော့သူ့ရဲ့ I push my finger into my eye ဆိုတဲ့ lyric ကကြော်ကြားဆုံးနဲ့အောင်မြင်ဆုံး lyric လည်းဖြစ်ပါတယ်။အဲ့ဒီနောက်2008ခုနှစ်မှာတည်ဆိုခဲ့တဲ့ Psycho Social ဆိုတဲ့သချင်းကလည်း Grammy Award ကိုရရှိခဲ့ပါတယ်။အဲ့ဒီနောက် Before I Forget ဆိုတဲ့သချင်းကလည်းထိုနည်းတူစွာပဲ Grammy Award ကိုရရှိခဲ့ပါတယ်။2008ခုနှစ်မှာ Oro Icon ဆိုတဲ့ album ကလည်းပရိသတ်တခဲနဲ့အားပေးမှုကိုရရှိခဲ့တဲ့ album လည်းဖြစ်ပါတယ်။အဲဒီနောက် The Great Chapter ဆိုတဲ့ album ကို2014ခုနှစ်မှာထုတ်လုပ်ခဲ့ပါတယ်။The Great Chapter ထုတ်ပြီး9နှစ်အကြာမှာ We Are Not Your Kind ဆိုတဲ့ album ကို2019ခုနှစ်မှာထုတ်လုပ်ခဲ့ပါတယ်။2019ပြီးနောက်3နှစ်ကြာမှာသူရဲ့နောက်ဆုံး album ဖြစ်တဲ့ Tarana So Far ဆိုတဲ့ album ကိုထုတ်ခဲ့ပါတယ်။သူတို့ဟာ2006ခုနှစ်မှာ Bad Metal Performance ကို Music Before I Forget ဆိုတဲ့သချင်းနဲ့ပဲရရှိခဲ့ပါတယ်။တချို့လူတွေကတော့ Slipknot ကို Ghost ဆိုပြီးတော့သတ်မှတ်ကြပါတယ်။တင်းတို့ Slipknot ကိုဘယ်လိုသတ်မှတ်ကြလဲ။ဘော်ရာဟုတ်အနေနဲ့နောက်လာမယ့် season တွေမှာ Slipknot လိုပဲ band မျိုးဖော်ပြပေးရမယ်ဆိုတာသိချင်တော့ကျွန်တော်ရဲ့ page လေး Dine and Subscribe လေးလုပ်ခဲ့ပြပါလို့နေ့တိုင်းခံအပ်ပါတယ်